မင်္ဂလာပါတရား YouTube channel ကိုကြည့်ရှုနေကြတဲ့ဒေါ်လန်ပြည်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ပထမဦးစွာအနေနဲ့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒီနေ့ကျွန်တော်ချင်းလေးတစ်ပုဒ်ရေးချယ်ထားတာရှိပါတယ်တချင်းကတော့ကျွန်တော်တို့ရဲ့လွတ်လပ်ရေးပြည်သူကဖြစ်တဲ့အဖိုးဘိုးကျော်အောင်ဆန်းကတိတ်ကြိုက်တယ်နောက်မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုလည်းသူဒီလိုမျိုးတချင်းတွေကပါတဲ့စာသားတွေအတိုင်းရှောင်ကျင်ပြီးတော့တိုင်းပြည်အတွက်တန်ဖိုးရှိတဲ့လူငယ်တွေလူရွယ်တွေဖြစ်ဖို့လူကြီးလူငယ်အားလုံးကိုသူပြောချင်တဲ့ဟာတွေအကုန်လုံးကိုသူသွားလို့ရှိရင်အမြဲတမ်းပါတဲ့စာရေးဆရာကြီးဖြစ်တဲ့ဆရာကြီးရွှေတိုင်းညွတ်သူအပူကတ်တယ်ရေးခိုင်းတယ်ပေါ့နော်ရေးတဲ့တခြင်းကဒုတိယကမ္ဘာစစ်မတိုင်မီတခြင်းပေါ့နော်အဲ့တော့တခြင်းမူရင်းတည်ဆိုတာကတော့ရွှေကျွန်းဦးထွန်းရွှေဖြစ်ပါတယ်ရွှေကျွန်းထွန်းရွှေပေါ့နော်မူရင်းတည်ဆိုတဲ့ဆိုရှင်ကတော့တခြင်းနာမည်ကအကျဉ်စိုးတဲ့ဒီတခြင်းကတော့အားလုံးပဲကြားလဲကြားဘူးပြီးသားရလဲရပြီးသားလို့ကျွန်တော်ယုံကြည်ပါတယ်လူငယ်လူကြီးမျိုးကြားဘူးပြီးသားရဘူးပြီးသားပေါ့နော်တခြင်းထဲမှာပါတဲ့စာသားတွေကတော့ထူးကျွန်တော်တို့သိတော့မရှင်းပြတော့ပါဘူးတခြင်းနားထောင်လို့ရှိရင်တော့အားလုံးဖြေရရှင်းပြီးသားပါစာသားတွေကရိုးရှင်းပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လိုက်နာဖို့ခဲရင်တယ်ကမ္ဘာမှာရောမြန်မာမှာရောဒီလိုအကျင့်မျိုးတွေပယ်ဖြတ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးကစမ်းသစ်တည်ထွင်မှုတွေလုပ်ရမယ်သစ္စာနေလေးလာရမယ်နောက်ကျွန်တော်တို့တိုင်းပြည်ကောင်းဖို့အတွက်ကြိုးစားရုန်းကန်နေကြတဲ့တော်လန်ပြည်သူများအားလုံးရဲဘော်ရဲဘက်တွေအားလုံးဒီထဲမှာပါဝင်တဲ့အချက်တွေကိုကျွန်တော်ရှောင်ရှားပြီးတော့ကျွန်တော်စနစ်တစ်ခုထူထောင်မှုအတွက်ကျွန်တော်ပြုပြင်စရာရှိတဲ့ဟာတွေပြုပြင်မယ်လိုက်နာစရာရှိတဲ့ဟာတွေလိုက်နာမယ်နှလုံးသားကြီးမြတ်ဖို့လိုတယ်နှလုံးသားကျေပြန့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီစစ်အာဏာယူတွေအတွက်ကတော့ဒီတခြင်းအတန်ကြားလိုက်တိုင်းသူတို့ပြောနေတယ်လို့မျိုးကိုသူတို့ကတော့ခံစားရမှာပေါ့နော်အဲ့တော့မတက်နိုင်ဘူးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းထဲမှာပါဝင်နေတဲ့စာသားတွေကတော့ရှင်းတယ်ကျွန်တော်တို့စနစ်တစ်ကိုပေါ်ဆောင်တဲ့အခါမှာကျွန်တော်တို့လူတိုင်းလိုက်နာရမယ်တိုင်းသူပြည်သားတွေလိုက်နာမယ်ဒါမှကောင်းမွန်တဲ့စနစ်တစ်ခုကိုရရှိပြီးတော့ကျွန်တော်တို့လူချင်းတဲ့ပန်းတိုင်ကိုရောက်ရှိမှာဖြစ်တယ်အဲ့တော့တချင်းနာမည်ကအကျင့်စိုးတဲ့တချင်းလေးဖြစ်ပါတယ်အဲ့တော့ဒီတချင်းလေးကိုနားဆင်ခံစားရင်းနဲ့ကျွန်တော်တို့ပြုပြင်သင့်စရာတွေပြုပြင်မယ်ပေါင်းစည်းသင့်စရာတွေပေါင်းစည်းမယ်လုပ်စရာရှိတာတွေကိုယ့်အလုပ်ကိုဆက်လုပ်ကြဖို့ကိုယ်စီတာဝန်ထမ်းဆောင်ကြဖို့လိုအပ်တယ်လို့ကျွန်တော်ပြောကြရင်းနဲ့ဒီတချင်းလေးကိုကျွန်တော်တို့နားဆင်ကြအောင်နော်အလုတ်လုတ်ရဝဲအစာကသာရဲ့အစုံထိအောင်မင်းမကြမ်းခြင်းတဲ့အာရှော့ရာရဲ့ပေါ်ရော့ရာရဲ့အဲ့ဒါအကျင့်စိုးတဲ့အလုတ်လုတ်ရဝဲအစာကသာရဲ့အစုံထိအောင်မင်းမကြမ်းခြင်းတဲ့အာရှော့ရာရဲ့ပေါ်ရော့ရာရဲ့အဲ့ဒါအကျင့်စိုးတဲ့တယောက်ကဒီလိုတယောက်ကဟိုလိုအမျိုးမျိုးဘုံပြိုင်တဲ့နီးလဲအပေါ်တွေစီကံမျိုးသေးရက်တွေကုန်ခဲ့တယ်ဒီလိုအကျင့်စိုးစိတ်မြူထားလို့တန်တရားရှိလာတယ်မြန်မာပြည်မှာကွယ်ကောင်းအောင်အထူးမနှောကရွယ်ကောင်းဆောင်တူတဲ့ပြောသမျှနာခံမယ်ငယ်သူဟာနီးလွေးမှတကူအကြီးကဲများကိုမယူသေးတယ်ရွယ်သူရင်အသေးပင်ဖွင့်အောင်အချင်းချင်းတိတ်အောင်မပေါင်းကြတယ်ဒီကြစွာနောက်တစ်ခေတ်မကွယ်ကောက်ကျစ်တက်တဲ့ဝါသနာရဲ့ကိုပါဝါမူလောက်မကယူကိုအောက်ကလူနှိမ့်ဆက်တယ်သူလုတ်တော့ရာမတွင်ကျအများတကားလုတ်တော့ရှုပ်ခုကြံတတ်တယ်အာကျေရာတွေရဲ့စီပင်တိုးစီမျိုးမတိမ်ခွဲဒီအကျင့်စိုးတွေချိုးနေခါဖြောက်ခွေ
ရာဝဲအစာကသာရဲ့အဆုံးထိအောင်ပင်မကြံခြင်းတဲ့အားလျှော့ရာရဲ့ပေါ်ရော့ရာရဲ့အဲ့ဒါအကျင့်စိုးတဲ့အလုတ်လုတ်ရာဝဲအစာကသာရဲ့အဆုံးထိအောင်ပင်မကြံခြင်းတဲ့အားလျှော့ရာရဲ့ပေါ်ရော့ရာရဲ့အဲ့ဒါအကျင့်စိုးတဲ့တယောက်ကဒီလိုတယောက်ကဟိုလိုအမျိုးမျိုးဘုံဘုံကုန်ပြိုင်တဲ့နီးလက်အပေါ်တွေစီကံမယူသေးရက်တွေကုန်ခဲ့တယ်ဒီလိုအကျင့်စိုးစိတ်မြူထားလို့တန်တရားရှိလာတယ်မြန်မာပြည်မှာကွယ်ကောင်းအောင်အထူးမနှောကရွယ်ကောင်းဆောင်တူတဲ့ပြောသမျှနာခံမယ်ငယ်သူဟာနီးလွေးမှတကူအကြီးကဲများကိုမယူသေးတဲ့ရွယ်သူရင်အသေးပင်ဖွင့်အောင်အချင်းချင်းတက်အောင်မပေါင်းကြတဲ့ဒီကြစွာနောက်တစ်ထိမကွယ်ကောက်ကျစ်တက်တဲ့ဝါသနာရဲ့ကိုပါဝါမူလောက်မကယူကိုအောက်ကလူနှိပ်စက်တယ်သူလုတ်တော့အရာရာမတွင်ကျအများတကာလုတ်တော့ရှုပ်ခုချမ်းတတ်တယ်အာကျေရာတွေရဲ့စီပင်တိုးစီမျိုးမတိမ်ခွဲဒီအကျင့်စိုးတွေချိုးနေခါဖြောက်ခွဲအလိုက်မသိတာတွေရဲ့ကိုအဖို့တော့ကိုသိတယ်နောက်လူတော့မကြည့်ကြရဲ့ဒီညီမျိုးအလုံးစိုးတယ်ရှေးစကားတွေကိုပဲခိအလိုက်တော့သူနားမလဲဆရာကလည်းပြစ်ခါပဲဒီညီမျိုးအလုံးစိုးတယ်ကဘာမလဲခင်မီဝဲကဘာမလဲခင်မီဝဲမြန်မာနိုင်ငံကြီးကိုတကယ်ဒီသချင်းတေးဟာပြည်တွင်အရေးပါဒီသချင်းတေးနဲ့မနေပဲပြုရင်မယ်မသိတာတွေရဲ့ကိုအဖို့တော့ကိုသိတယ်နောက်လူတော့မကြည့်ကြရဲ့ဒီညီမျိုးအလုံးစိုးတယ်ရှေးစကားတွေကိုပဲခိအလိုက်တော့သူနားမလဲဆရာကလည်းပြစ်ခါပဲဒီညီမျိုးအလုံးစိုးတယ်ကဘာမလဲခင်မီဝဲကဘာမလဲခင်မီဝဲမြန်မာနိုင်ငံကြီးကိုတကယ်ဒီသချင်းတေးဟာပြည်တွင်အရေးပါဒီသချင်းတေးနဲ့မနေပဲပြုရင်မယ်ငယ်သူဟာနီးလွေးမှတကူအကြီးကဲများကိုမယူသေးတယ်ရွယ်တူရင်အသိပင်ဖွင့်အောင်အချင်းချင်းတက်အောင်မပေါင်းကြတဲ့ဒီကြစွာနောက်တစ်ထစ်မှတ်ွယ်ကောက်ကျစ်တက်တဲ့ဝါသနာရဲ့ဂုံပါဝါမူလောက်မကယူကိုအောက်ကလူနှိပ်စက်တယ်သူလုတ်တော့ရာရာမတွင်ကျအများတကာလုတ်တော့ရှုပ်ဖို့ကြံတတ်တယ်အာကျေရာတွေရဲ့စီပင်တိုးစီမျိုးမတိမ်ခွဲဒီအကျင့်စိုးတွေချူလေခါဖြောက်ခွေ